မင်္ဂလာပါခင်ဗျာဒီနေ့မှာ Rail Line လေးပြင်ပန်း160ကိုတထိုင်နဲ့စိုက်ပြသွားမှာဖြစ်ပါတယ်ရင်းဆုံး Rail Line လေးအကြောင်းအနေငယ်ပြောပြချင်ပါတယ် Rail Line လေးကိုမြန်မာလိုပြင်ပန်းလို့လည်းခေါ်ကြပါတယ်ဒီပန်းရဲ့ထူးခြားချက်ကတော့မူရွာပြည်ရဲ့နောက်နေမှာအရှိန်တို့တွင်ပန်းနေတပြန်နဲ့ပွင့်လန်းလာတာပဲဖြစ်အဖြူပန်းရောင်အဝါစတဲ့အယောင်မျိုးစုံရှိပြီးဥကနေပေါက်တဲ့ပင်မျိုးဖြစ်လို့နောက်တစ်ချိန်စိုက်ထားရင်နောက်နှစ်တွေမှာလည်းအပင်တွေတိုးပွားလာတတ်ပါတယ်အရင်ဆုံးစိုက်ထားတဲ့ပန်းတွေကဥတွေကိုဂယူတက်ဆိုင်တူထုတ်ပါတယ်ဥပနာအောင်တေချာတူထုတ်ပြီးတော့နှုတ်ချင်းစီခွဲထုတ်ရမှာပါဒါဆိုရင်ကျွန်တော်တပင်ချင်းစီခွဲထုတ်နေတာဖြစ်ပါတယ်ခင်ဗျာဒီဘက်မှာတော့အပင်သေးလေးကိုလည်းတေချာဂယူတက်ဆိုင်ခွဲထုတ်ပြရပါတယ်ကျွန်တော်ဒါအမြန်ပြထားဖြစ်ပါတယ်ဗျကျွန်တော်အတန်စကားပြောတာအဆင်မပြေရင်လည်းပြည်သက်ကြီးတို့အနေနဲ့နားလဲခွင့်ပြုပေးကြပါရန်တောင်းပန်ချင်ပါတယ်ဗျခုဆိုရင်တပင်ချင်းစီခွဲထုတ်လုပ်ပြီးတော့ပါပြီပြီးတော့တဲ့အတွက်ကျွန်တော်အပင်ကအရွက်တွေကိုဖြတ်ပါမယ်တစ်ခုချင်းစီလိုက်ဖြတ်ပါတယ်ဗျအပင်ကဥနဲ့အရွက်နဲ့ဟာအလေးချိန်မမျှတဲ့အတွက်ကျွန်တော်ဖြတ်ရခြင်းဖြစ်ပါတယ်အဲ့လိုဖြတ်လိုက်မှသာအပင်စိုက်တဲ့ခါထောင်လေးဖြစ်နေမှာပါဗျဖြတ်လုပ်ပြီးတော့ကျွန်တော်တပင်ချင်းစီလိုက်ပြီးတော့စီတယ်10ပင်တအုပ်စုစီလိုက်စီလိုက်ပါတယ်အဲမှာရီလို့အဆင်ပြေအောင်လုပ်ပါကျွန်တော်ဘယ်နဲ့ပင်စိုက်ခဲ့တယ်ဆိုအောင်ကျွန်တော်အများကြီးစိုက်မှုတစ်ခါတည်းတွေ့ထားပြီးသားတော့အားလုံးပေါင်း160တပင်160တပင်ရှိသွားပါတယ်ကျွန်တော်စိုက်ဖို့အတွက်မြေစရှင်းပါတယ်မြေနေရာလေးစရှင်းပါတယ်ကျွန်တော်အပင်လေးကိုဒီဘက်ရွှေ့တယ်ဟိုဘက်ကနေရာဒီဘက်ကိုရွှေ့လိုက်ပါတယ်ဒါကတော့အရင်နေ့တွေကစိုက်ထားတဲ့အပင်100တပင်အဲ့လောက်ရှိပါတယ်ဗျအဲ့ပင်ရဲ့ဘေးမှာထပ်ဆိုင်မယ်မြေကွက်လက်လေးဖြစ်ပါတယ်ကျွန်တော်တော်တော်များရှင်းပြီးသွားပါပြီဒီဘက်ကလည်းစိုက်ပါပါဒီဘက်က90လောက်ပဲဆန့်ပါတယ်ဟိုဘက်ကတော့အရင်ဆုံးဒီဘက်90လေးကိုရင်စစိုက်ပါမယ်ရှုံးမြေဆိုတော့သိပြီးတော့နည်းနည်းတော့မကောင်းလို့ပြောရပါတယ်ဗျရှုံးဆိုတော့ရေဝတ်တော့နည်းနည်းအပင်နည်းနည်းနာတတ်ပါတယ်အောင်မင်းနဲ့ညီတော့အောင်မြင့်တေကြောင့်မြေတူးရလည်းတိတ်မကောင်းပါဘူးဗျကျွန်တော်စိုက်တဲ့နေရာမှာအခက်ခဲရိုက်တပုံရတဲ့အခက်ခဲတွေရတဲ့အခက်ခဲအဆုံးရှိရတဲ့ကျွန်တော်တိတ်ပြီးတော့သိတဲ့မှုမရှိတော့လည်းတောင်းပန်ပါဗျကျွန်တော်ကဒီလိုဆက်နဲ့ကြော်ထားပါပြီအဲကြည်တွေလည်းဖြစ်လို့ပြီးတော့ပါပြီပေါ့နော်ကြည်တွေလည်းအောင်သွားပြီအဲအကြောင်းကျွန်တော်ဘာလို့မှမသိဘူးအဲတော့ကျွန်တော်စိတ်ကူးထင်ရ share လေးတိုင်းလို့ရဖြစ်ပါရဲ့ဗျ
ကျွန်တော်ကင်မရာဖုန်းကင်မရာနဲ့ပဲရိုက်တာပါအဲ့တော့နည်းနည်းမကြတဲ့တေချာလိုက်တယ်မကြတဲ့နေရာလေးကမှောင်တော့ပါရဲ့ဗျအဲ့တော့လည်းဒီကံဖွင့်လို့ပေးကြပါရင်တောင်းပန်ချင်ပါတယ်ကျွန်တော်အပင်50စိုက်လို့ပြီးသွားပါပြီဟိုဘက်နေရာမှာကူးဆိုရင်တော့စပြီးတော့အပင်130ကျော်ဟိုစိုက်မှဖြစ်ပါတယ်ခုစိုက်တာတော့မြန်ပါရဲ့ကျွန်တော်ကင်မရာရိုက်တာကအခက်အခဲရှိတဲ့အတွက်အများကြီးမရိုက်နိုင်လည်းပါဘူးနည်းလေးပဲရိုက်နိုင်လည်းပါတယ်ဒီနေရာကြောက်စလစ်ပါတဲ့ဘယ်နေလဲဒါကြောင့်ဘယ်လိုက်လို့နှုတ်တန်းနေဆိုင်တော်တော်အဆင်ပြေပါတယ်စေမောတဲ့အတွက်ဥပပုံမှန်ကြောက်ရအောင်ခုဆိုရင်နှင်းပန်းနေစိုက်တော့အကုန်ပြီးတော့ပါပြီကျွန်တော်ဒီဘက်မှာကအပင်130ကျော်130ပင်အားလုံးညီပါအောင်စိုက်ပါတယ်ဟိုမှာကအပင်50အားလုံးတော့အပင်160တပင်ဝန်းကျင်ပေါ့160တပင်ကျော်160ကျော်ပေါ့အဲ့တော့အလားပြပါအဲ့ဒါအမို့ထိုင်ပြည်သက်တွေလည်းအားထိုင်လို့ရပါတယ်ဒီပုံလေးဒီပုံရင်းစီကိုအားပေးရကျေးဇူးတင်ပါတယ် line follow လေးလုပ်ပေးကြပါအောင်ဗျ bye bye